မင်္ဂလာပါရှင်ဆရာမတော့အင်္ဂါဝေစာနေတက်တက်ဆင်ဆရာမထက်ရည်အောင်ပဲဖြစ်ပါတယ်ဆရာမယခုဝေမျှပေးမယ့်ဗီဒီယိုဖိုင်လေးကတော့မိမိတို့ရဲ့လက်ဝါးပြင်မှာပါရှိနေတာတော့လက္ခဏာအမျိုးအစားလေးတစ်ခုဤအားသာချက်အားနည်းချက်ကိုသိရှိနိုင်ရတဲ့ဝေမျှပေးခြင်းပါတယ်ဆရာမတင်နေချဗီဒီယိုဖိုင်လေးတွေကိုစင်ဆက်မပြတ်ကြည့်ရှုအားပေးနိုင်ရတဲ့ like ရ follow လေးလုပ်ရင်းနဲ့ကြည့်ရှုအားပေးသွားကြပါဦးရှင်အဲ့တော့ဆရာမအခုပြောပြမယ့်လက္ခဏာပုံစံလေးရပေါ့နော်ဒီမဲ့ဒါကလဝါးပြင်ရဲ့လက်ကလေးအောက်ခြေလေးမှာအရစ်တရစ်ပူပါတဲ့သူတွေအကြောင်းပြောချင်တာပါဒီလိုလဝါးပြင်လက်ကလေးရဲ့အောက်ခြေမှာအရစ်တရစ်ပူပါတဲ့သူတွေကဒီလက္ခဏာပိုင်ရှင်တွေကစိတ်ကောင်းစေတနာကောင်းရှိကြတယ်အများပေါ်မှာစိတ်ရင်းနဲ့ပေါင်းတင်ဆက်ဆံတတ်တယ်တနာတတ်တယ်အားနာတတ်တယ်ကုညီတတ်တယ်ပေါ့နော်ဒါကချစ်စရာကောင်းတဲ့သူတို့ရဲ့ထူခြားတဲ့အားသာချက်လေးပေါ့နော်အဲ့တော့သူတို့မှာအစင်မပြေဖြစ်ပြီဆိုရင်လည်းခဏပါပဲတဲ့သူတို့လည်းပြန်ပြီးတော့ကန်ကအလိုလိုကောင်းတဲ့ဘက်ကိုပြန်လေဥတီသွားတတ်ပါတယ်ပေါ့နော်ဒါကစိတ်ရင်းတိုင်းပြန်အကျိုးပေးတဲ့ထူခြားတဲ့အကြောင်းအရာလေးပေါ့နော်ဒါပေမဲ့သူတို့အညံ့အနေနဲ့အားနည်းချက်အနေနဲ့ပြောချင်တာကတော့ဘယ်နေရာမှာသွားဘယ်အလုပ်ကိုပဲလုပ်လို့မနာလို့သူအတိုက်ခံနေအင်တန်ပေါ်တယ်ဒီလက္ခဏာပိုင်ရှင်တွေကပေါ့နော်အရှိကိုချောနေအောင်ကောင်းပြတော့အပေါ်ယံလူတွေနဲ့တွေ့တတ်တယ်ဘဝမှာတစ်ချိန်မကတော့လူမှုရေးပြဿနာလေးတွေကြုံရတတ်တယ်သူများနဲ့မတူတဲ့အားသာချက်အနေနဲ့ထပ်ပြီးပြောရမယ်ဆိုရင်ဒီလက္ခဏာပိုင်ရှင်တွေကတိခံတတ်တယ်ဇွဲလုံးလာရှိတယ်ဝရိယထားပြီးတော့ပေါ့နော်သူတို့ရဲ့ပညာပဲဖြစ်ဖြစ်အလောက်ကံမှပဲဖြစ်စိုင်းမမတ်စိတ်နေပြီးလောက်တက်လို့ဘလောက်ပဲအခက်ခဲအတိုက်ခံနေများပါစေအခက်ခဲဖြစ်ရင်လည်းခဏပဲအောင်မြင်မှုပန်းနိုင်ကိုတက်လန်းနိုင်ကြတော့ထူခြားတော့လက္ခဏာပိုင်ရှင်တွေပါအဲ့တော့မိမိတို့ရဲ့လက်ဝါးပြင်မှာဒီလိုမျိုးလက်ကလေးမှာအရစ်တရစ်ပူပါတဲ့ဆိုရင်ပေါ့နော်ငါတို့မှာပေါ်ရန်နဲ့တွေးတတ်တယ်ဆိုပြီးမှသတိထားဆင်ခြင်ပြီးပေါင်းတင်ပါနောက်တစ်ခုရှိတာကဇွဲလုံးလောက်ဝိရိယထားရင်ငါတို့အောင်မြင်မှုအခက်ခဲကိုကြော်လွန်ပြီးအောင်မြင်မှုပန်းနိုင်ကိုငါတို့မဖြစ်မနေတက်လန်းနိုင်မယ်ဆိုပြီးမှကိုယ့်ကိုပြန်ပြီးတော့စိတ်တက်တွေခိုင်မာပြီးပြန်အားမွေးပါဒါဆိုရင်ဒီလက္ခဏာပိုင်ရှင်တွေကတေချာတဲ့မုတ်ချအောင်မြင်မှုပန်းနိုင်ကိုတက်လန်းနိုင်တဲ့ထူးခြားတဲ့လက္ခဏာပိုင်ရှင်တွေပါဆမ်မယခုဝေမျှပေးတဲ့ဗီဒီယိုဖိုင်လေးကခုနှစ်သားသမီးအပေါင်းအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆမ်မတင်နေတဲ့ဗီဒီယိုဖိုင်လေးတွေကိုအဆုံးထိကြည့်ရှုအားပေးသွားကြတော့ဆမ်မရဲ့မိတ်ဆွေများစိတ်ရည်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းတွေပြည့်စုံနိုင်ကြပါစေစင်ပွားလက်လာဘကများဒီရလတိုးတက်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့နှုတ်ဆက်ပါရစေရှင်ကျေးဇူးများတင်ပါတယ်